ချောလေးတွေတန်းစီဘယ်သူလာဆုံးလဲပြိုင်ကြနိုင်တဲ့သူပထမအဲ့ဒါငါမိမဝါဝါဝါမိမချောလေးတွေတန်းစီဘယ်သူအလားဆုံးလဲပြိုင်ကြနိုင်တဲ့သူပထမအဲ့ဒါငါမိမဝါဝါဝါအချမ်းအိုင်လို့ပူတော့အနွေကောင်းကင်မှာရွာချလာမို့တုံချမ်းလို့အေးတဲ့ဆောင်းငါကိုရိုက်ဖို့ချောင်းဝါဝါဝါရန်အိုင်လို့ပူတော့လို့ကောင်းကင်မော်ရွာချလာမှုတုံချမ်းလို့အေးတဲ့ဆောင်းငါကိုရိုက်ဖို့ချောင်းဝါဝါဝါရောက်ပါပြီနောက်ဆိုရင်ချမ်းမိတ်ကလေးတွေရှောင်ပါမယ်တွင်တို့တက်တဲ့ချစ်သူရဲ့မင်းတွေရမှာလိမ့်လိမ့်မာမာနေပါတော့မယ်ဝါဝါဝါချောလေးတွေတန်းစီဘယ်သူအလားဆုံးလဲပြိုင်ကြနိုင်တဲ့သူပထမအဲ့ဒါငါမိမဝါဝါဝါရန်အိုင်လို့ပူတော့လို့ကောင်းကင်မော်ရွာချလာမှုတုံချမ်းလို့အေးတဲ့ဆောင်းငါကိုရိုက်ဖို့ချောင်းဝါဝါဝါရောက်ပါပြီနောက်ဆိုရင်ချမ်းမိတ်ကလေးတွေရှောင်ပါမယ်ဦးတို့တက်တဲ့ချစ်သူရဲ့မေးခွေရမှာလိမ့်လိမ့်မာမာနေပါတော့မယ်ဝါဝါဝါချောလေးတွေတန်းစီဘယ်သူလာဆုံးလဲပြိုင်ကြနိုင်တဲ့သူပထမအဲ့ဒါငါမိမဝါဝါဝါမိမချောလေးတွေတန်းစီဘယ်သူအလားဆုံးလဲပြိုင်ကြနိုင်တဲ့သူပထမအဲ့ဒါငါမိမဝါဝါဝါရန်အိုင်လို့ပူတော့အနွေကောင်းကင်မော်ရွာချလာမှုတုံချမ်းလို့အေးတဲ့ဆောင်းငါကိုရိုက်ဖို့ချောင်းဝါဝါဝါရန်အိုင်လို့ပူတော့လို့ကောင်းကင်မော်ရွာချလာမှုတုံချမ်းလို့အေးတဲ့ဆောင်းငါကိုရိုက်ဖို့ချောင်းဝါဝါဝါရောက်ပါပြီနောက်ဆိုရင်ချမ်းမိတ်ကလေးတွေရှောင်ပါမယ်ဦးတို့တက်တဲ့ချစ်သူရဲ့မင်းွယ်ရမှာလိမ့်လိမ့်မာမာနေပါတော့မယ်ဝါဝါဝါချောလေးတွေတန်းစီဘယ်သူလာဆုံးလဲပြိုင်ကြနိုင်တဲ့သူပထမအဲ့ဒါငါမိမဝါဝါဝါရန်အိုင်လို့ပူတော့လို့ကောင်းကင်မော်ရွာချလာမှုတုံချမ်းလို့အေးတဲ့ဆောင်းငါကိုရိုက်ဖို့ချောင်းဝါဝါဝါရောက်ပါပြီနောက်ဆိုရင်ချမ်းမိတ်ကလေးတွေရှောင်ပါမယ်တဝင်းတို့တက်တဲ့ချစ်သူရဲ့မင်းွယ်ရမှာလိမ့်လိမ့်မာမာနေပါတော့မယ်ဝါဝါဝါမိမချောလေးတွေတန်းစီဘယ်သူအလားဆုံးလဲပြိုင်ကြနိုင်တဲ့သူပထမအဲ့ဒါငါမိမဝါဝါဝါ